မင်္ဂလာပါဘုံရီကက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်ကားကတော့2015ခုနှစ်အတွင်းမှာထွက်ရှိထားတဲ့ Heidi ဆိုတဲ့ကားလေးဖြစ်ပြီးဒီဇက်လန်ဟာဆိုရင်ချစ်ချင်းမြတ်တာလွတ်လပ်မှုနဲ့တဘာဝတရားရဲ့လှပမှုတွေကိုဖော်ကျူးထားတဲ့ဇက်လန်လေးဖြစ်ပါတယ်ဒီတော့ဇက်လန်လေးစီကိုတွားလိုက်ကြရအောင်လားရှင်မိဘမဲ့မိန်းကလေးငယ်လေး Heidi ဟာသူမရဲ့ဒေါ်လေးဒီဒီနဲ့အတူအိမ်ပြင်မထွက်ရပဲ9နှစ်ကြာအောင်ပေါ်အောင်နေထိုင်ခဲ့ရပါတယ်ဒါပေမဲ့လည်းအခုတော့ဆွစ်ဇာလန်အဲလက်တောင်တန်းပေါ်ကသူမရဲ့အဖိုးဖြစ်သူစီကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ဒီဒီဟာဖရန်ဘတ်မြို့မှာလုပ်ရထားတာကြောင့်ဟိုင်ဒီကိုခေါ်မသွားနိုင်ပါဘူး။ဒါကြောင့်လည်းအဖိုးဖြစ်သူဟာလူမှုဆက်ဆံရေးမရှိသူကြမ်းတမ်းသူဖြစ်တယ်လို့အိမ်နီးချင်းတွေကသတိပေးနေတဲ့ကြားတွေကသူမကလစ်လျူရှုခဲ့ပါတယ်။တောင်ပေါ်ကိုတက်လာတဲ့လမ်းမှာတော့ဟိုင်ဒီဟာဖနက်တွေနဲ့ဝတ်စုံတွေကိုချွတ်ပစ်လိုက်ပြီးအတွင်းကန်အင်ဂျီလေးနဲ့တွင်လွတ်လွတ်လပ်လပ်ပြေးသွားပါတော့တယ်။သူမအတွက်တော့ခင်မီတာထက်လှုပ်ရှားရတာလွတ်လပ်ဖို့ကပိုအရေးကြီးနေတာပါသူတို့ရောက်လာတာကိုမြင်ချင်းမှာပဲအဖိုးဖြစ်သူအပိုဟီယာဒေါသထွက်ပြီးဒီကလေးကိုသူမပြုတ်စုနိုင်ဘူးလို့ပြောကမောင်းထုတ်လိုက်ပါတယ်ဒီဒီကကလေးကိုပြန်ခေါ်သွားသလိုမျိုးဟန်ဆောင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ဟိုင်ဒီကိုအိမ်နောက်ဖေးမှာခဏဆောင်ခိုင်းပြီးသူမကတော့ထပ်ပြေးသွားခဲ့ပါတယ်အပိုဟီကဒါကိုတီးသွားပြီးဒီဒီကိုလှမ်းអော်ပြီးမဲ့ဟိုင်ဒီကသူမဟာလေဒီဒီနဲ့မလိုက်ချင်ဘူးလို့ပြန်ပြောခဲ့ပါတယ်အဖိုးဖြစ်သူကကလေးကိုလက်မခံချင်တာကြောင့်အိမ်ထဲဝင်ပြီးတကားပိတ်ထားလိုက်ရာဟိုင်ဒီဟာစိတ်ချမ်းထဲမှာပဲစိတ်ကလေးတွေနဲ့အတူအိပ်ဆက်ခဲ့ရပါတယ်။နောက်တနေ့မနက်မှာတော့အဖိုးဖြစ်သူကဟိုင်ဒီကိုမနက်စာအဖြစ်စိတ်နိုးတိုက်ပြီးဖះเจ้าကိုခေါ်သွားပါတယ်။ဘုန်းတော်ကြီးကဟိုင်ဒီကိုကြည့်ပြီးကျမ်းမာကျန်းခိုင်တဲ့ကလေးပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။မိမိရဲ့သွေးသားကိုဆောင်ရှောက်ဖို့ကအဖိုးရဲ့တာဝန်ဖြစ်တယ်လို့ဘုန်းတော်ကြီးကဆိုပေမဲ့အဖိုးဖြစ်သူကစိတ်မပြောင်းတာကြောင့်နောက်3ရက်နေရင်မိုင်ယန်ဖဲမျိုးကိုသွားတဲ့အခါဟိုင်ဒီကိုခေါ်သွားပြီးအသုံးလိုမဲ့လေသမားတယောက်စီမှာအပ်ပေးမယ်လို့ပြောလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါဟိုင်ဒီကစိတ်ချက်ထဲမှာပဲပြန်အိပ်ရမလားလို့မေးတော့အဖိုးကကြိုက်တဲ့နေရာမှာအိပ်လို့ခွင့်ပြုလိုက်ပါတယ်။အိမ်ထဲမှာကလထိုင်တစ်လုံးနဲ့ကရင်တစ်လုံးပဲရှိတာကြောင့်ဟိုင်ဒီကနေရာရှာရင်လေကားကတဆင့်မျက်ခြောက်တွေအပြည့်ရှိတဲ့ထက်ခိုးလေးကိုတွေ့သွားပါတယ်။အဲ့ဒီနေရာကိုပဲသူမရဲ့အိတ်ခမ်းဖြစ်သတ်မှတ်လိုက်ပြီးသူမတောင်ပေါ်ကနေမပြန်ချင်ဘူးလို့အဖိုးကိုပြောပေမဲ့အဖိုးစီကဘာတုံ့ပြန်မှုမှမရခဲ့ပါဘူး။နောက်တနေ့မှာတော့စိတ်ချောင်းသားလေးပီတာကစိတ်တွေလာခေါ်တဲ့အခါအဖိုးကဟိုင်ဒီကိုတောင်ပေါ်လိုက်သွားခိုင်းပြီးတောင်ပေါ်ကအလုပ်တွေကိုတင်ပေးဖို့ပြောလိုက်ပါတယ်။အဖိုးကဟိုင်ဒီကိုနေလေစာအဖြစ်ဒိန်ခဲနဲ့ဝက်ဥချောင်းထည့်ပေးလိုက်တာကြောင့်ဟိုင်ဒီဟာပီတာနဲ့အတူစိတ်ချောင်းရင်ပျော်ပျော်ပါပါလိုက်သွားပါတော့တယ်။ဒါဟာသူမရဲ့ဒေါ်လေးအိမ်ထဲမှာပိတ်လောင်ထားတာထက်အများကြီးပိုကောင်းနေပါတယ်။တောင်ပေါ်မှာဟိုင်ဒီပြောနေတော့ပီတာကသူမရဲ့စားစရာကိုခိုးစားပြီးဟိုင်ဒီတီးသွားတဲ့အခါစိတ်တွေကစားတာပါလို့လိန်ပြောခဲ့ပါတယ်။ရုတ်တရက်စိတ်နှံကောင်ရန်ဖြစ်တဲ့အခါပီတာကဒုံနဲ့ရိုက်နှက်တာကိုဟိုင်ဒီကမကြိုက်တာကြောင့်တားမြစ်လိုက်ပြီးနင်စိတ်တွေကိုနောက်တစ်ခါမရိုက်ဘူးဆိုရင်ငါစားစရာတစ်ဝက်ကိုနေတိုင်းပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ပီတာကဝန်တာအားရလက်ခံခဲ့ပေမဲ့ဒီအကြောင်းကိုအဖိုးကမပြောဘူးတောင်းဆိုပါတယ်။အဖိုးဟာအရင်ကလူသက်ခဲ့ဘူးတယ်လို့မျိုးတွေကလူတွေကပြောနေတာကြောင့်ပါ။ဟိုင်ဒီအိမ်ပြန်ရောက်တဲ့အခါအဖိုးရှိမှနေရခတ်နေပြီးစိတ်ချမ်းထဲမှာပဲအိမ်မဲလို့ပြောတာကြောင့်အဖိုးကသူမတခုခုကြားလာပြီဆိုတာကိုရိပ်မိသွားပါတယ်။အဖိုးကနင်ကသူများပြောတဲ့ကောလာဟာလာကိုယုံမလားဒါမှမဟုတ်နင်းရဲ့မျက်စိနဲ့နားကိုပဲယုံမလားလို့မေးတဲ့ဟိုင်ဒီကသူမရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုပဲယုံကြည်ဖို့ရွေးချယ်ပြီးအဖိုးကိုဖက်ကထက်ခိုးပေါ်ကိုတက်အိတ်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အဖိုးကဟိုင်ဒီပေါ်ထားတဲ့တန်ရုံးစင်ကြောင့်ကလထိုင်တစ်တလုံးကိုကိုယ်တိုင်လုပ်ပေးနေပါတယ်။ဟိုင်ဒီပြန်ရောက်လာတဲ့အခါအိမ်ထဲမှာကလထိုင်တစ်ကိုတွေ့ပြီးဝန်တာသွားသလိုအဖိုးကသူမကိုဒီမှာပဲအမြဲနေခွင့်ပြုလိုက်ပြီးဆိုတဲ့သတင်းကြောင့်ပို့လို့တောင်ပြောသွားပါတော့တယ်။အချိန်တွေကုန်ဆုံးလာတာနဲ့အမျှဟိုင်ဒီဟာပီတာနဲ့အတူနေတိုင်းစော်ကစားပြီးပိုပြီးတက်တာရှိလာအောင်သပင်ကိုလည်းတူတူလေးညှက်လိုက်ပါတယ်။တနေ့မှာတော့ပီတာကကြောင်းတက်ရတော့မှမို့လို့နှွေဦးရောက်မှပြန်တွေးမယ်လို့ပြောပြီးအားတဲ့အခါသူ့အိမ်ကိုလာလဲဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဟိုင်ဒီကလည်းကြောင်းတက်ချင်နေပြီးမျိုးရဲသွားတိုင်းအင်းကြီးချင်းတွေကလည်းကလေးမှာပညာရေးနဲ့တငယ်ချင်းလိုတယ်လို့အဖိုးကိုသတိပေးကြပါတယ်။ဒါပေမဲ့လည်းအဖိုးကတော့စောင်းတွေရောက်ရင်နှင်းတွေကြောင့်တောင်အောက်ကိုဆင်းဖို့မလွယ်ဘူးဆိုပြီးညှင်းဆန်ခဲ့ပါတယ်။နှင်းတွေကျလာတဲ့အခါဟန်ဒီပြင်းနေမှာဆိုလို့အဖိုးကတစ်သားငှက်ကလေးတစ်ကောင်ထူပေးပေမဲ့တိတ်မထူးကြတာနှင်းချောစီစလိုက်လေးတစ်ခုကိုလှုပ်ပေးလိုက်ပါတယ်။ဒါကတကယ်ပဲအလုပ်ဖြစ်သွားပြီးအဖိုးနဲ့မြင်းနေရောက်တောင်အောက်ကိုနှင်းချောစီရင်ပီတာအိမ်ကိုသွားလဲကြပါတယ်။အဲ့ဒီမှာဟိုင်ဒီယာပီတာရဲ့အမေနဲ့အဖွားတို့နဲ့တွေ့ဆုံခဲ့ပါတယ်။ပီတာအဖေကတော့ဆုံးမသွားတာကြာပါပြီ။ပီတာအဖွားဟာမျက်စိမမြင်ရသလိုသွားတွေလည်းမရှိတော့တာကြောင့်
မာကျိုးတဲ့ပေါင်မိုးကြောက်တွေကိုစားရတာအဆင်မပြေဖြစ်နေပါတယ်ပီတာကလည်းစာဖတ်တာဟာစိတ်ကြောင်းတဲ့နေရာမှာမလိုဘူးလို့ထင်တာကြောင့်ကျောင်းမှာစာမလိုက်နိုင်ပါဘူးအဖိုးကဟိုင်ဒီကိုလာခေါ်တဲ့အခါဟိုင်ဒီကသူမမှာအဖိုးရှိတာဘလောက်ကံကောင်းလဲဆိုတာသိသွားရပါတယ်နှစ်တော်ကြပြီးတဲ့နောက်တစ်နေ့မှာတော့ဒေဒီပြန်ရောက်လာပြီးဟိုင်ဒီအတွက်ပညာသင်ပေးမဲ့တငယ်ချင်းတွေရှိတဲ့နေရာကောင်းတစ်ခုကိုရှာတွေ့ထားတယ်လို့ပြောပါတယ်အဖိုးကတော့ဒေဒီရဲ့ရုတ်တရက်ဂရုစိုက်ပြမှုကိုမယုံကြည်ပဲညှင်းလွတ်လိုက်ပါတယ်ဒါပေမဲ့ဒေဒီကဟိုင်ဒီစီကိုသွားပြီးအဖိုးကနင်းကိုသွားစေချင်နေတာလို့လိန်ပြောကဖြောင်းပြလိုက်တာကြောင့်ဟိုင်ဒီဟာစိတ်မကောင်းစွာနဲ့ပဲလိုက်သွားခဲ့ပါတယ်အဖိုးပြန်ရောက်လာချိန်မှာတော့ဟိုင်ဒီကမရှိတော့ပါဘူးမြို့ထဲကိုအမိလိုက်ပေမဲ့ဒေဒီတို့ထွက်သွားပြီဖြစ်တယ်လို့မြို့သားတွေရဲ့လှောင်ပြောင်မှုကိုလည်းခံခဲ့ရပါတယ်ဖရန်ဘတ်မြို့ကစီစီမဲအင်ဂျီမှာတော့ဟိုင်ဒီယာအင်ဇီတွေဖြစ်တဲ့စီဘက်ရှန်တီနတီနဲ့တင်းကျပ်တဲ့အုပ်ထိန်းသူရော်တင်မိုင်ယာတို့နဲ့တွေ့ဆုံရပါတယ်ရော်တင်မိုင်ယာကဟိုင်ဒီရဲ့တောဆန်တဲ့ပုံစံကိုမကြိုက်ပေမဲ့ဒေဒီကတော့ဒါဟာသူတို့အလိုရှိတဲ့အတိုင်းကလရာအတွက်အဖော်ရမယ့်ကလေးပဲလို့ပြောပြီးထားခဲ့ပါတယ်ကလရာဟာလမ်းမလျှောက်နိုင်ပဲပူးကျဲနေနေရတဲ့မိန်းကလေးပါဟိုင်ဒီနဲ့ကလရာတို့ဟာချက်ချင်းပဲခင်မင်သွားကြပါတယ်ဟိုင်ဒီကကလရာရဲ့ကလက်ထိုင်ကိုတွန်းရင်းမှားပြီးတိုင်းပြီးသွားတာကိုတောင်ကလရာကသူမအပြစ်ပါလို့လိန်ပြောပြီးကောက်ွယ်ပေးခဲ့ပါတယ်အင်ကြီးရဲ့စီကက်နေအရာဟိုင်ဒီဟာဖနက်တွေဝတ်စုံတွေဝတ်ရတယ်စားတောက်ပုံစီကက်တွေတင်ရတယ်လို့အိမ်ထဲမှာပြေးလွှားခြင်းမပြုဖို့လဲတားမြစ်ခံထားရပါတယ်ဟိုင်ဒီစာမဖတ်တတ်တာကိုအားလုံးကအံ့ဩသွားကြပြီးရော်တင်မိုင်ယာကသူမကိုနှင်ထုတ်ခြင်းပေမဲ့ကလရာအဖေပြန်မလာသေးခင်အထိစောင့်နေရပါတယ်ဟိုင်ဒီဟာစီကက်တွေကိုလိုက်နာပေမဲ့တောင်တန်းတွေကိုတော့အမြဲလန်းစွတ်နေပြီးဗီတာအဖွားအတွက်ပေါင်မုံလုံးတွေကိုခိုးဝက်သိမ်းဆည်းထားတတ်ပါတယ်ကလရာကသူမရဲ့အမေဆုံးပြီးနောက်ပိုင်းနေမကောင်းဖြစ်တာကနေလမ်းမလျှောက်နိုင်တော့တဲ့အကြောင်းဟိုင်ဒီကိုရင်ဖွင့်ပြပါတယ်တနေ့မှာတော့ဟိုင်ဒီကတောင်တန်းတွေကိုမြင်ချင်တာကြောင့်စီဘက်ရှန်ရဲ့အကူအညီနဲ့မြို့ကမျိုးစင်မြင်းကြီးပေါ်ကိုတက်ကြည့်ခဲ့ပေမဲ့ဘာမှမမြင်ရတာကြောင့်စိတ်ပြက်ခဲ့ရပါတယ်အပြန်မှာတော့ကလရာအတွက်ကြောင်ကလေးတွေကိုဝယ်လာခဲ့ပါတယ်အိမ်မှာကြောင်ကလေးတွေကြောင့်ရော်တင်မိုင်ယာထိတ်လန့်သွားပြီးဟိုင်ဒီကိုအပြစ်ပေးတဲ့အနေနဲ့နန်ရန်ကိုမျက်နှာမူကမတက်ရက်ခိုင်းထားလိုက်ပါတယ်ဟိုင်ဒီဟာဝမ်းနေပြီးအိမ်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့ရော်တင်မိုင်ယာကတားဆီးခဲ့ပါတယ်ဒီအခြေအနေတွေကြောင့်ဟိုင်ဒီဟာစိတ်ထက်ကျလာသလိုကလရာလည်းကျမကြီးပြန်ညံ့လာခဲ့ပါတယ်နောက်ပိုင်းမှာကလရာအဖေနဲ့အဖွားတို့ပြန်ရောက်လာပါတယ်အဖွားဖြစ်သူကဟိုင်ဒီကိုပုံမြင်စာအုပ်တွေဖတ်ပြရင်ဟိုင်ဒီစာဖတ်ခြင်းစိတ်ဖြစ်လာအောင်တိုက်တွန်းခဲ့ပါတယ်ဟိုင်ဒီဟာပုံမြင်အဆုံးသက်ကိုသိကျင်တာကြောင့်ကြိုးစားဖန်ရင်နဲ့နောက်ဆုံးမှာတော့စာဖတ်တတ်သွားခဲ့ပါတယ်ဒါပေမဲ့ဟိုင်ဒီဟာညဘက်တွေမှာအိမ်လွမ်းစိတ်ကြောင့်အိပ်ပျော်ရင်လမ်းလျှောက်တတ်တဲ့ယောဂဖြစ်လာပါတယ်ညဘက်မှာတကားတွေဖွင့်ပြီးတောင်တန်းတွေစီကိုငေးကြည့်နေတတ်တာကိုဆရာဝန်ကတွေ့သားတဲ့အခါဟိုင်ဒီဟာအိမ်လွမ်းဝေဒနာပြင်းထန်နေတာကြောင့်သူမကိုအိမ်ပြန်ဖို့အကြံပြုခဲ့ပါတယ်ကလရာကဟိုင်ဒီထွက်သွားမှာကိုသဘောမတူပဲစိတ်ဆိုးနေခဲ့ပေမဲ့နောက်ဆုံးမှာတော့ဟိုင်ဒီဟာအဖိုးစီကိုပြန်ခွင့်ရခဲ့ပါတယ်သူမဟာပီတာအဖွားအတွက်ပေါင်မုံတွေအပြည့်နဲ့တောင်ပေါ်ကိုပြန်ရောက်လာခဲ့ပြီးအဖိုးနဲ့ပြန်ဆုံတဲ့အခါဟန်ဆောင်မှုတွေအားလုံးကိုလွတ်ချလိုက်ပြီးအရင်လိုပျော်ရွှင်တဲ့တောင်ပေါ်သူလေးပြန်ဖြစ်သွားပါတယ်အခုတော့အဖိုးကသူမကိုကြောင်းတက်ခွင့်ပြုလိုက်ပါပြီ။ဆောင်းထဲမှာတော့သူတို့မြေးဖိုးကမျိုးတဲကအိမ်မှာပြောင်းနေကြပါတယ်။ဟိုင်ဒီကကလရာစီကိုစာရီအမြဲရေးပြီးလာလေဖို့ဖိတ်ခေါ်ပါတယ်။နောက်ဆုံးမှာတော့ကလရာနဲ့အဖွားဖြစ်သူတို့တောင်ပေါ်ကိုရောက်လာကြပါတယ်။အဖိုးရဲ့ဆောက်ရှောက်မှုဟိုင်ဒီရဲ့အဖော်ပြုမှုတွေနဲ့အတူကလရာဟာတောင်ပေါ်ကသဘာဝတရားတွေကိုခန်းစားရင်ပိုပြီးကျန်းမာလာပါတယ်။ပီတာကတော့သူတို့နှစ်ယောက်အရန်တွဲနေတာကိုမနာလို့ဖြစ်ပြီးကလရာရဲ့ဝီချဲကိုဂျောက်ထဲကိုတွန်းချလိုက်ပါတယ်။ဒါပေမဲ့ဒါဟာကံကောင်းခြင်းတစ်ခုဖြစ်သွားပါတယ်။ဝီချဲမရှိတော့တဲ့နောက်ကလရာဟာသူမရှိကလိပ်ပြလေးကိုဖမ်းဖို့ကြိုးစားရင်အံ့ဩစရာကောင်းလောက်အောင်မတက်ထားရနိုင်ခဲ့ပါတယ်။ဝီချဲမရှိတော့တဲ့နောက်မှာတော့ကလရာဟာသူမရှိကလိပ်ပြလေးကိုဖမ်းဖို့ကြိုးစားရင်အံ့ဩစရာကောင်းလောက်အောင်မတက်ရနိုင်ခဲ့ပါတယ်။ကလရာအဖေရောက်လာတဲ့အခါလမ်းလျှောက်နေတဲ့သမီးဖြစ်သူကိုမြင်ပြီးဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်။အပြန်မှာတော့အဖွားဖြစ်သူကဟိုင်ဒီကိုစာရေးကိရိယာတွေကိုလက်ဆောင်ပေးပြီးသူတစ်ပါးရဲ့အပြောကိုဂရုမစိုက်ပဲမိမိဝါသနာပါတဲ့စာရေးဆရာမအလုပ်ကိုကြိုးစားဖို့တိုက်တွန်းခဲ့ပါတယ်။ကလရာတို့ပြန်သွားပြီးနောက်မှာတော့ဟိုင်ဒီဟာသူမရဲ့တောင်ပေါ်နေ့ရက်တွေကိုပျော်ရွှင်စွာဖြတ်သန်းရင်းနေတိုင်းဆိုသလိုစာရေးမှတ်တမ်းတင်ရင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်။အဆုံးထိကျေးဇူးပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။နောက်ထပ် recap video တွေကိုကြည့်ရှုဖို့အတွက် channel ကို subscribe လုပ်ပေးပြီးဒီ video လေးကိုလည်းလက်မလေးနှိပ်ပေးဖို့တောင်းဆိုပါတယ်ရှင်။တာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။